အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့ဘဝမှာဥတီယာမဲ့နေရာမျိုးလမ်းပြောင်နေရာမျိုးတွေဖြစ်ပူးပါသလားဒါဆိုရင်တော့ကျွန်တော်ရဲ့စိတ်ကိုနိုးချစေပြီးတော့ကျွန်တော်တို့တကယ်နှစ်သက်တဲ့အရာတွေကိုရှာဖွေနိုင်ဖို့လိုပါတယ်ဒီဗီဒီယိုလေးထဲမှာတော့ကျွန်တော်တို့ရဲ့စိတ်အားထက်သန်မှု passion ကိုဘယ်လိုရှာဖွေရမလဲဆိုတဲ့အကြောင်းလေးကိုပြောပြပေးထားပါတယ်စိတ်အားထက်သန်မှုဆိုတာကျွန်တော်တို့ရဲ့အတွင်းစိတ်တွေကအပြင်းထန်ဆုံးတွန်းအားတွေတစ်ခုပါဒါကကျွန်တော်တို့ရဲ့ဘဝကိုကြီးမားချက်နဲ့အဓိပ္ပာယ်တွေပေးုံသာမကဘဲနဲ့ကျွန်တော်တို့ရဲ့တည်ထွင်နိုင်တဲ့ကိုလည်းလှုပ်ဆော်ပေးပြီးတော့ပျော်ရွှင်မှုတွေကိုလည်းတိုးမြှင့်ပေးပါတယ်ဒါပေမဲ့လူအများစုကသူတို့ရဲ့စိတ်အားထက်သန်မှုကပါလဲဘယ်လိုရှာဖွေရမလဲဆိုတာကိုမသိဘဲနဲ့မကြာခဏဆိုလမ်းပြောင်နေတတ်ပါတယ်ပထမဦးဆုံးအနေနဲ့စိတ်အားထက်သန်မှု passion နဲ့ပတ်သက်ပြီးတော့လူတော်တော်များများယူဆမှားနေတဲ့အကြောင်းအရာလေးတွေကိုလည်းပြောပြပေးချင်ပါတယ်။တော်တော်များများကသူတို့မှာတကယ်စိတ်အားထက်သန်မှုတစ်ခုပဲရှိတဲ့နယ်လို့ယုံကြည်ကြပါတယ်။ဒါပေမဲ့သူတေသနာစစ်တမ်းတွေရဲ့တွေ့ရှိချက်အရကျွန်တော်တို့ရဲ့စိတ်အားထက်သန်မှုကတစ်ခုတည်းမဟုတ်ဘဲနဲ့စိတ်ဝင်စားမှုပေါင်းများစွာရဲ့စုစည်းမှုဖြစ်တယ်လို့ဖော်ပြနေပါတယ်။နေပေအသီးသီးကအောင်မြင်သူတွေကိုလေ့လာတဲ့သူတေသနာတစ်ခုမှာသူတို့ကအဓိကစိတ်ဝင်စားမှု3ခုကနေ5ခုအထိပိုင်ဆိုင်ထားပြီးတော့ဒီစိတ်ဝင်စားမှုတွေကသူတို့ဘဝရဲ့ကွဲပြားတဲ့အဆင့်တွေမှာမတူညီတဲ့အခန်းကဏ္ဍတွေကနေပါဝင်နေတာကိုတွေ့ရပါတယ်။နာမည်ကြီးတီထွင်သူအဲဒီဆင်ကိုဥပမာအနေနဲ့ကြည့်ပါ။သူကမီးလုံးတီထွင်မှုစိတ်အားထက်သန်နေုံသာမကရုပ်ရှင်နည်းပညာဘက်ထရီစတဲ့နယ်ပယ်တွေမှာလည်းစိတ်အားထက်သန်ခဲ့ပါတယ်။သူ့ရဲ့အောင်မြင်မှုကတစ်ခုတည်းသောစိတ်အားထက်သန်မှုကနေမဟုတ်ဘဲနဲ့စိတ်ဝင်စားမှုမျိုးစုံရဲ့ရောနှောပူးပေါင်းမှုရဲ့ရလဒ်ပါ။ဒါကြောင့်တစ်ခုတည်းသောစိတ်အားထက်သန်မှုကိုရှာမတွေ့သေးဘူးဆိုပြီးစိုးရိမ်မနေပါနဲ့။သင်ရဲ့စိတ်ဝင်စားမှုမျိုးစုံကိုရှာဖွေပါပြီးရင်ရယူပါ။သူတို့အားလုံးဟာသင်ရဲ့ဘဝမှာတောက်ပတဲ့အလင်းရောင်တွေဖြစ်လာနိုင်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ကိုယ်ဘာတွေစိတ်ဝင်စားလဲဆိုတာသိရအောင်ဖော်ထုတ်ကြည့်ရအောင်ပထမဆုံးအနေနဲ့တင့်ကိုအချိန်ကုန်မှန်းမသိအောင်လှုပ်ဆောင်မိသေးတဲ့လှုပ်ဆောင်ချက်တွေကိုပြန်လည်သုံးသပ်ကြည့်ပါတင်အဲ့ဒီအလုပ်မှာနှိမ့်မြုပ်နေတဲ့အချိန်မှာတက်ကြွပြီးတော့ပျော်ရွှင်နေလားဒါကတင့်ရဲ့ကွယ်ဝှက်နေတဲ့စိတ်အားထက်သန်မှုရဲ့လဲလွန်တာတစ်ခုလည်းဖြစ်နိုင်ပါတယ်နောက်တစ်ချက်ကတော့တင်စိတ်ပါဝင်စားတဲ့ဖတ်ရှုရတဲ့လေးလာရတဲ့တခြားသူတွေနဲ့ဆွေးနွေးရတဲ့ခေါင်းစဉ်တွေကိုစဉ်းစားပါဘာကတင့်ကိုစူးစမ်းခြင်းစိတ်ဖြစ်စေပြီးတော့ပူတိခြင်းစိတ်ဖြစ်စေတယ်လေဒါတည့်ရဲ့အတွင်းစိတ်ကနေလေးလာလို့ရတဲ့နေပဲတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီအလုပ်ကိုလုပ်လိုက်လို့ကိုယ်အနေနဲ့စိတ်ထဲမှာပြည့်စုံသွားတယ်ပြီးတော့အဓိပ္ပာယ်ရှိတယ်ဆိုတဲ့ခံစားချက်တွေကိုပေးနိုင်တဲ့အခြေအနေကိုပြန်လည်သတိရပါအဲ့လေကိုယ့်ရဲ့ passion ဆိုတဲ့စိတ်အားထက်သန်မှုနဲ့ဆက်ဆက်နေနိုင်ပါတယ်အခုကတော့ကျွန်တော်စောစောကပြောခဲ့တဲ့မိခွန်းတွေကိုတင့်အနေနဲ့စာရွက်နဲ့အပေါ်ပင်နဲ့ယူပြီးတော့ခြာရေးကြည့်ပါမိနစ်အနည်းငယ်လောက်စဉ်းစားကြည့်ပါဒါဆိုရင်တော့ကိုယ့်ရဲ့ passion တွေနဲ့ကျွန်တော်ပြောခဲ့တဲ့အချက်တွေနဲ့ဆက်ဆက်မှုရှိနေရဆိုတာကိုစိတ်ဝင်စားဖို့တွေ့ရှိရပါလိမ့်မယ်ကိုယ့်ရဲ့စိတ်ဝင်စားမှုကိုရှာဖွေတွေ့ရှိတာကပထမဆုံးခြေလှမ်းပါစိတ်ဝင်စားမှုကိုဒီစစ်မှန်တဲ့စိတ်အားထက်သန်မှုအဖြစ်ပြောင်းလဲဖို့အတွက်လှုပ်ဆောင်မှုတွေပေးဆက်မှုတွေတော့လိုပါတယ်ဒီနေရာမှာတော့ကျွန်တော်နည်းနည်းတော့အကြံပြုချင်တာလေးရှိပါတယ်အဲ့ဒါကတော့အသေးမွှားလေးတွေကနေကိုကစလုပ်ပါတထိုင်နဲ့ပြီးသွားမယ်လို့မမျှော်လင့်ပါနဲ့ကိုအလွယ်တကူလုံနိုင်တဲ့သေးငယ်တဲ့အဆင့်တွေကနေစပါဥမာသင်တန်းလေးတည်တည်လေးစတတ်တာ
အလုပ်ရုံဆွေးနွေးပွဲတွေတက်တာပြီးရင်ကိုယ်တိုင်လေ့လာတာ self learning လုပ်တာပေါ့လေပြီးတော့ဒီအချိန်တွေကိုဒီကိုစိတ်ဝင်စားတဲ့ passion တစ်ခုအတွက်အချိန်တက်ဖည့်ထားတာပေါ့နောက်တစ်ခုကတော့ဒီကိုနဲ့စိတ်ဝင်စားမှုတူညီတဲ့သူတွေနဲ့ဆက်သွယ်ဖို့လိုပါတယ်သူတို့နဲ့ဆက်တဲ့အတိုင်ဝန်ဒါမှမဟုတ် online forum စသဖြင့်ကျွန်တော်တို့နဲ့စိတ်တူကိုယ်တူလူတွေနဲ့ဆက်သွယ်ရမယ်သူတို့နဲ့အတွေ့အကြုံတွေမျှဝေရမယ်စိတ်သက်ခွန်အားသစ်တွေလည်းရလာနိုင်ပါတယ်နောက်တစ်ခုကတော့ရဲရဲဝံ့ဝံ့စမ်းသပ်ဖို့ပါအစာပိုင်းမှာတိတ်မပြည့်စုံဘူးလို့ထင်ရရင်တော့အသစ်အဆန်းတွေကိုစမ်းသပ်ဖို့မကြောက်ပါနဲ့စင်ဆက်မပြတ်စမ်းသပ်မှုနဲ့ရှာဖွေမှုတွေကနေကိုယ်တကယ်စိတ်လှုပ်ရှားပြီးတော့နင်းမြုပ်စေမယ့်အရာတွေကိုရှာတွေ့နိုင်ပါတယ်ဒါဆိုရင်စိတ်အားထက်သန်စေမယ့်လမ်းကြောင်းကိုရှာတွေ့ပြီဆိုရင်အဲ့ဒါကိုလက်တွေ့အကောင့်ထဲပေါ်ဖို့အတွက်စီမံကိန်းတစ်ခုရေးဆွဲဖို့တော့လိုပါတယ်နံပါတ်1ချက်အနေနဲ့ကတော့ကျွန်တော်တို့အနေနဲ့လက်တွေ့ကြတဲ့ဘန်းနိုင်တွေကိုသတ်မှတ်ထားဖို့လိုပါတယ်ကိုယ့်ရဲ့စိတ်အားထက်သန်မှုကိုတိကျတဲ့တိုင်းတာနိုင်တဲ့ဘန်းနိုင်တွေဖြစ်ပြောင်းလဲပါပြီးတော့အရင်ကြီးတဲ့ဘန်းနိုင်တွေဆိုလို့ရှိရင်ပူသေးပြီးတော့အရောက်လှမ်းနိုင်တဲ့အဆင့်လေးတွေလှေကားတဲ့ပုံစံမျိုးပေါ့လေအဆင့်လေးတွေခွဲကြပါနောက်နံပါတ်2ချက်အနေနဲ့ကတော့စီမံကိန်းနဲ့အချိန်စရာကိုရေးဆွဲထားဖို့လိုပါတယ်အဆင့်တစ်ခုစီအတွက်ရှင်းလင်းပြတ်သားတဲ့အချိန်စရာတစ်ခုကိုသတ်မှတ်ဖို့လိုပါတယ်အဲ့ဒါကမှကျွန်တော်တို့ဘယ်လောက်ရောက်နေပြီလဲကျွန်တော်တို့ဘယ်အဆင့်ရောက်နေပြီလဲဆိုတာကိုခြေရာခံနိုင်မှာလည်းဖြစ်ပါတယ်နောက်နံပါတ်3ချက်အနေနဲ့ကတော့ကျွန်တော်တို့အတွက်ပံ့ပိုးမှုတွေကိုရှာဖွေပါသူတို့ကကိုယ့်ရဲ့လမ်းညွှန်စရာတွေလည်းဖြစ်မယ်ကိုယ့်ရဲ့တငယ်ချင်းလည်းဖြစ်မယ်ဒါမှမဟုတ်မိသားစုဝင်တွေကလည်းဖြစ်မယ်ဒါမှမဟုတ် online အဖွဲ့အစည်းတွေလည်းဖြစ်မယ်ပေါ့နော်ဆိုတော့သူတို့တွေရဲ့အားပေးမှုတွေပံ့ပိုးမှုတွေကလည်းကိုယ် motivation ဖြစ်စေပြီးတော့ကျွန်တော်တို့သွားနေတဲ့ပန်းနိုင်ကိုဆက်လက်ရှောင်နိုင်ပါတယ်နောက်ဆုံးအနေနဲ့ခြုံပြောရရင်တော့ကျွန်တော်တို့စိတ်ဝင်စားတဲ့အရာတွေတွေ့ပြီဆိုလို့ရှိရင်အဲ့ဒီအရာတွေကိုလက်လွတ်မခံပါနဲ့ကျွန်တော်တို့အနေနဲ့အဲ့ဒီနောက်ကိုလိုက်ပါရဲရဲဝံ့ဝံ့စမ်းသပ်ပါပြီးတော့ကျွန်တော်တို့စီမံကိန်းတွေချပြီးတော့လက်တွေ့အကောင့်ထဲပေါ်ပါဒီနေ့ဗီဒီယိုလေးကကျွန်တော်တို့မိတ်ဆွေတွေအတွက်အထောက်အကူဖြစ်တဲ့တင်လိုက်လုပ်ပြီးတော့တငယ်ချင်းတွေကို share ပေးဖို့လည်းမမေ့ပါနဲ့ပြီးရင်တစ်ချိန်တည်းမှာပဲကိုယ့်ရဲ့အတွင်းမြင်နေနဲ့ကိုရှောက်နေတဲ့စိတ်အားထက်သန်မှုတွေကိုအောက်ကကွန်မန့်မှာမျှဝေပေးဖို့ကြိုးစားပါတယ်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လုပ်ဖို့မမေ့ပါနဲ့အောင်အားလုံးအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်